Hello အားလုံးပဲမင်္ဂလာပါချစ်တွေတူတူဆန်းဆန်းတော့ line တက်တယ်ဆိုတာမောင်ငင်က9300တော့အခွေကနှစ်ကြိမ်လာမယ်တို့တော့တစ်ကြိမ်ပဲပြီးသွားပြီဆိုတာမောင်ငင်တမျိုးစဉ်းစားတာပေါ့နော်သူကြားတဲ့ကြားစဉ်ပုံစံ2028640 3246602468စုံ5လုံးကုန်သွားပြီမ5လုံးကျန်တယ်စုံမြူးတဲ့အပတ်မှာမမပြောက်ဘူးဆိုတဲ့အချက်တစ်ချက်မောင်ငင်လမ်းကြောင်းတစ်ခုပေးလိုက်မယ်ချစ်တွေအရာအားလုံးကိုမေးလိုက်ဆိုတာလေဟိုအကုန်လုံးလောလောဆယ်မေးလိုက်မေးပြီးလမ်းကြောင်းတစ်ကြောင်းလေးကိုတလိုင်းနဲ့ပုံလိုက်မယ်ဆိုလို့ရှိရင်မားခင်2ရက်အတွင်းထွက်မဲ့ဖြစ်နိုင်ခြေအကောင်းဆုံးပြပြမယ်မားခင်ရဲ့မူထဲမှာလည်းရှိတာ9ထွက်လို့ရှိရင်135ခွန်အခွေ9ထွက်ရင်135ခွန်အခွေအရန်ကောင်းတယ်အဲ့တော့မားခင်ပြောခဲ့သလိုပဲစုံမဆုံလမ်းကြောတဲ့ဆန်လို့ရှိရင်မလမ်းကြောအရန်လာတယ်စုံမြူးတဲ့အပတ်တိုင်းမပြောက်ဘူးဆိုတဲ့အချက်9ခွန်8ကို9လေးအဲ့ဒီလေးခွက်ထွက်135ခွန်ကိုပြစ်ပေါ့ဖတ်ပြော9လေး8ကိုလက်ကလည်းအကျော်က8ကို9ခွန်လက်ကအရင်လိုပြန်ဖြစ်လာအကျော်တွေဘလို့ဖြစ်လို့အားနေပြီကျမကြီးကောင်းပြီဆိုအဲ့လိုမျိုးအဲ့တော့စပြောပါမယ်9လေး8ကို9ခွန်အမခင်ကမူရှိတယ်ဘာလိုက်လဲ135ခွန်အခွေပြစ်မယ်လေ135ခွန်အခွေပြစ်မယ်လေချစ်တို့ရေးတစ်ခါလည်းပြောမယ်135ခွန်အခွေပြစ်မလွဲဆိုတဲ့အနေသားတစ်ခုမှာ6ခွန်9ထွက်တယ်ထိတ်တူထိတ်ဆိုလို့ရှိရင်6ပိုင်းမထွက်လာဘူး9ထိတ်ထိတ်တူထိတ်ဆို6ပိုင်းမထွက်လာဘူး228ထိတ်တူထိတ်6ပိုင်းမထွက်လာတဲ့အတွက်ချစ်တို့ရေအပြည့်စုံလေးဖြစ်သွားအောင်ချစ်တို့အားလုံးအရင်အခွေတွေအကုန်လုံးမေ့ပါအခုချစ်တို့2ရက်အတွင်းဘိုးဘူးကြပြီး2ရက်အတွင်း135ခွန်ကိုအပြည့်စုံခွေလိုက်မ9လုံးအခွေလိုက်အပူပါဘာလို့အပူပါလိုက်လဲ break to break မူ6ပိုင်းတို့မဟုတ်အပူ6ပိုင်းတို့မဟုတ်အပူဖြစ်တဲ့အတွက်ချစ်တို့ရေ135ခွန်ကိုအခွေအပူပါလိုက်ပြီပါထပ်ပြောပါမယ်9333အခွေ9333အခွေ2ကြိမ်လာမီတို့တော့ညနေတီးတန့်3တို့တော့ break 55 break 17 break တို့တော့3ချက်လုံးမှာကြံနေတယ်9333အခွေကလည်းတစ်ကြိမ်ကြံတယ်ညနေတီးတန့်3ကလည်းကြံနေတယ်တစ်ခါ break ကလည်းတစ်လိုက်အဲ့ဒီ3မျိုးလုံးလိုက်နေတဲ့လူအကုန်လုံးစုပေါင်းလိုက်ဖြုတ်လိုက်ဘရူးချာတွေ135ခွန်ကိုအခွေအပိုင်လိုက်ဘာလို့လဲ9800ထွက်ရင်45ခွန်ကို4မပေါင်း5ခွန်ကိုအခွေပါတယ်9ထွက်တာလဲ135ခွန်အခွေအပြည့်ပါတယ်ထိတ်တူအချက်3ကျကြောက်ကိုလည်းကြောက်ရတယ်အဲ့တော့135ခွန်ကိုငါမပဲခွေမှာပေါ့စုံမြူးနေတာမလုံးဝမပြောက်ဘူးစုံမနဲ့မစုံမအားကောင်းတယ်ဘာလို့လဲပြီးခဲ့တဲ့ဘက်တနင်္လာမနက်မှာ26စုံထွက်တာစုံမဖျောက်ချပလိုက်တယ်အခုတနင်္လာမနက်မှာလည်း20ဆိုပြီးတော့စုံကြတယ်စုံမဖျောက်နေတယ်အဲ့ဒါကြောင့်မလို့ဒါပေမဲ့စုံမလမ်းကြောတွေပါရှောက်မလုံးနဲ့ရှင်းလေးကိုလိုက်မြူးကနန်းကိုလိုက်မြူးကိုလိုက်135ခွန်ကိုအခွေအားလုံးစုံပြီးတော့လိုက်ဒါပဲကြအဲ့တော့ဘလူးကြပြီးအတွင်းမှာ135ခွန်ကိုအခွေလာနောက်တစ်ခုမခင်ရေဘာပြောင်းမယ်ဆိုတဲ့အချက်တက်ဆိုင်ပြောပြမယ်28ထွက်ပြီးတဲ့28တနင်္လာအင်္ဂါမှာ28ထွက်တဲ့အပတ်တိုင်းကြည့်28ရဲ့နောက်ွယ်ရအောင်ကြည့်28နောက်က4ရက်ပေါ့အခုဆိုကွာဒီလိုကွာ28တနင်္လာညနေထွက်တဲ့အတွက်သူ့ရဲ့နောက်ကဘယ်နှစ်ရက်ကျန်4ရက်ကျန်အဲ့ဒီ4ရက်အတွင်း28ရက်4ရက်အတွင်းကြည့်39နဲ့လုံးဝမပြောင်းဘူးဒါဟပေးလိုက်ပြီနော်ဟပေးလိုက်ပြီ28ရက်နောက်ွယ်ကြည့်39လုံးဝမပြောင်းဝါခင်3ညပတ်တီမိန်ကွက်မပါ58မွေးကနနှစ်ကွက်ချစ်တို့ YouTube မှာကနေဒီ Sunday Saturday ည YouTube live နဲ့ကနေပြောခဲ့တယ်မွေးကနနှစ်ကွက်ထည့်ပေးမှာနော်မွေးကန3တောင်မထုတ်ဘူးနော်အตาလေးပဲပြောအရန်ကြီးပြောလို့ရှိရင်ကနရပွားဖောင်းလာအားကြောင့်မသိမသာချော့ခွန်လိုက်တာမွေးကန3တောင်မထုတ်ဘူးနောက်ဆုံးချိန်နှစ်ပတ်မွေးမှာညှိသွားတဲ့230မှာညှိခဲ့တဲ့အတွက်အားကြောင့်ကနန်းတစ်ခုရဲ့အကြောင်းအရာတစ်ခုပါဇက်ကလှစ်ကနပြောလိုက်အဲ့ဒီကနန်းထွက်တယ်20ပြန်ထွက်တယ်အဲ့ဒီမှာညှိကနေမခင်မွေးကနကိုတော်စိတ်ကုန်တို့တော့အရန်ကောင်းလို့ထုတ်ပြလိုက်50နဲ့28ထုတ်ပြတယ်28ကဲမနေ့ကတော့မနက်တစ်ချက်ညတစ်ချက်ထိတယ်တချို့ကတော့မွေးကနန်းကြံခဲ့တဲ့လူကတော့မပေါ့ဒါပေမဲ့အများအပြား85ရာခိုင်နှုန်းမွေးကနန်းပေါ့နှစ်ကြိမ်ပေါက်ပေမဲ့လေဒီနေ့တရက်ဘူးသွားတာမနေ့ညကြောထိသွားတာသူ့ကြောမကိုကြောထိသွားတာဘူးသွားတာတခါတည်း
မေးပါအဲ့တော့လမ်းကြောမခင်အခုဒုတိယပတ်တီထုတ်လာတယ်ဒုတိယပတ်တီကလည်းထုတ်တာရှင်းရှင်းလေးဟူးမကြော်ဘူးဒီကောင်မနေ့ကတိုက်ဝက်စားပြီဒါပေမဲ့အချစ်တို့အကောင်းဆုံးမျှဝေပေးနိုင်တာအချစ်တို့လိုက်နေတဲ့ကိစ္စအရက်အကုန်လုံးကိုမစွန်းလွန်နိုင်တော့3ညနေပိုင်းတီးတယ်မစွန်းလွန်နိုင်တော့ပါလိုက်ညနေပိုင်းနိုင်တို့တော့135ခွန်ကိုခွေအပူးပေါက်လာဘာလို့လိုက်တဲ့လဲဆိုရှင်းပြပွဲ99ကျစင်ကြောင့်135ခွန်အခွေအပူးပါအဲ့ဒီမှာထိတ်တူတိတ်3ကြောင့်မူချောက်6ပါကတ်ထက်135ခွန်ကို135ခွန်ကိုခွေအဲ့တော့ဂျနီထွက်တယ်6840မနက် break to break မူ6ပိုင်းတို့မို့အပူကြံ3ရက်မှာ6ပိုင်းတို့မို့အပူအဲကြောင့်မလို့135ခွန်ကိုခွေပူးပေါက်လိုက်အဲ့လိုပြောတာအဘရိတ်တမားရလည်းဘရိတ်ရန်ဆွဲလမ်းမနေနဲ့ဟိုမြတ်တော်တဆနော်မခင်ပြောလို့ကိုတုံညာတင်းတဲ့3အခွေကြီးထွက်သွားတယ်မမခင်ကဘာဖြစ်လဲညာဖြစ်လဲအပြစ်မပြောနဲ့135ခွန်ကိုအခွေအချိန်တိုင်းသူ့အချိန်တိုင်းသူထွက်လာနိုင်တယ်အပြစ်မပြောဘူးဆိုလို့ရှိရင်အဲ့တခုလည်းအငိမ်လိုက်ဟိုတောင်ခုံမြောက်ခုံတောင်ရွှေ့မြောက်ရွှေ့ကိုဘရိတ်လိုက်အောင်လို့တောက်လာလမ်းလဲမနေနဲ့အဲ့3ညနေတီးတန်းဆိုရင်ညနေအသားလေး3နဲ့ပတ်သက်တာဒီမှာကွာပါပြီးတာဘယ်နှကွက်ပါ3နဲ့5ကွက်ကျန်5ကွက်လေး3နဲ့ပတ်သက်တဲ့5ကွက်လေးအသားလေးခါကာလိုက်ဒီလိုတော့လုံးဝမှာကာစရာတော့ထုတ်ရမှာပဲဒါဆိုကိုကညနေတီးတဲ့3မလက်မလွတ်ချင်ဘူးလက်မလွတ်ချင်တော့3နဲ့ပတ်သက်တဲ့ကျန်5ကွက်အသားလေးခါကစားပေါ့အကွက်များများကစားတင်ကစား3တော့မခင်အကွက်3လေးဆိုကစားခိုင်းတဲ့လူမဟုတ်ဘူးအရန်ကြီးကိုဟိုရင်းဖြစ်လို့လား3လက်မလွတ်ဘူးဆိုညနေကိုခါကစားလိုက်တခုရှိတယ်မခင်ပေးတဲ့လမ်းကြောမှာ9 3တင်းနဲ့တော့အနက်ကတွက်နီးတစ်ခုတွက်နီးရပါတယ်တွက်နီးရနှစ်တော့တို့တော့ဘာလို့တဆင်းသားမိလဲဆိုဒီနှစ်3ကထွက်ခဲ့မဆို3တီးစား9 3တင်းနဲ့တော့အခွေရဲ့55 break ရဲ့3နဲ့ပတ်သက်ရင်ညီကိုပြောင်းနေတာဆိုနှစ်3တော့ပါအဲ့ဒါအထူးတော့စိတ်ဝင်စားတယ်နှစ်3တော့ကအထူးစိတ်ဝင်စားတယ်နော်ပြောလိုက်ပြီနော်နှစ်3မနက်ကတော့တွက်နီးနဲ့တွေ့တယ်ဒါပေမဲ့ညနေထိုးရမလားမထိုးနဲ့လို့မခင်ညင်းလိုက်မထိုးခိုင်းလားတို့တော့အဲ့လို3တီးစားနဲ့ထွက်ဘူးတယ်ရဘူးတယ်လို့သိဖြစ်ထိုက်တာပေါ့နော်အဲ့တော့အားလုံးကိုမခင်အကုန်လုံးရှင်းပြပွားရင်နော်ရှင်းပြပွားရင်မခင်ကွန်မန့်မဖတ်လို့ဟိုရင်းမဖြစ်လို့စိတ်မဆူနဲ့အခုမခင်ပြောသလိုပဲ9 3တင်းနဲ့တော့ကို2 time တို့တော့ဘာဒါပေမဲ့ဘာဖြစ်လဲသူ့ရဲ့ live စေကြစဉ်အရင်တော့မခင်ပြောတယ်9နှစ်ဟာတွင်ရှစ်ချောင်းဟာတတိတာမူတွေပေးနေတယ်နော်မူတွေအရန်ပေးနေတယ်20ရာထွက်44တက်4နဲ့43တူရီအမခင်ဘူးအမချိတ်တာတင်သားပေးတယ်တွားကြည့်လို့ရတယ်အချစ်တယောက်ပြတော့မခင်နဲ့20ရာထွက်44တက်4နဲ့လေโอเคတို့တော့၄ပတ်တီမထုတ်ပေးဘူးမထုတ်ပေးတဲ့အကြောင်းအများကြီးရှိတယ်ဦးမကျော်ဒီကောင်ဖြစ်နိုင်တယ်ဒီကောင်ဖြစ်နိုင်ဒီအချက်ကြောင့်ဒီကောင်ဖြစ်နိုင်ဒီကောင်ဖြစ်နိုင်ဒုတိယပတ်တီအောင်မှာဒါပဲအဲ့တော့ဟာပေးလိုက်ပြီနှစ်ရှစ်ထွက်တဲ့ပတ်တိုင်းကြံ4ရက်မှာ3နဲ့9နဲ့မပြောက်ဘူးထိတ်တူတော့6မပြောက်ဘူးကျန်တဲ့1နဲ့9ကလည်းကောင်းလာမစိုးပါဘူးဒီချိန်မှာပျောက်ဒီဘယ်ဟာမှပြောလို့မရဘူးဒါပေမဲ့ဖြစ်နိုင်ကြီးအလားလာပြောပါအဲ့တော့မမ Granny ကဗုဒ္ဓဘူးကြာပြီး2ရက်အတွင်းမဆင်းလာဘာကြောင့်လဲ99ထောက်ချက်ကြောင့်ကိုဘာလို့ထဲလဲအဲ့ဒါကြောင့်ထဲအဲ့တော့ဟာပြီးလာအားလုံးစုံပြီးတော့35ခွန်ကိုပူပါအောင်ချညနေပိုင်းတီးတဲ့3ပတ်တီကိုလက်မလွတ်ခြင်းကိုလိုက်လက်စားဆိုလို့ရှင်3နဲ့5ခွက်ကဒါပဲစဉ်းစားတဲ့အလွယ်လေး3ကြီးစားလို့ချင်းနှစ်3တစ်ခွက်ကာထိုးလမ်းတလန်းနဲ့ပေးလိုက်ပြီနော်လမ်းတလန်းနဲ့ပဲဘာဖြစ်လို့ဆိုပြီးခဲ့တဲ့တပတ်ကြားစဉ်ရတပတ်စာအချုပ်တင်ပေမဲ့လေယခုကြားစဉ်အရာဒီကောင်ကကျိုးကြောင်တွေလုံနေတဲ့မူရဆိုလို့ရှိရင်223ထားခါလေးပါပဲအဲ့ဒါလေးတက်ပြတာချစ်လို့အဲ့တော့ကိုမမရေးပေးလိုက်ပါ1 3 5ခွန်ကိုခွေအပူပါဘောဘူးနဲ့ကြာတာပြီး2ရက်အတွင်းအပူပါဒါလေးပဲပေးလိုက်တယ်အရင်ဟာတွေအကုန်လုံးရှင်းထုတ်လိုက် break တွေပါညာအကုန်လုံးရှင်းထုတ်လိုက်ဘာလို့ဆိုဥမာ break တခုကြိုမှားမယ်နော်မွားခင်ကစကားကိုအဆုံးထိပြောတယ်နော်ကြိုမှားမယ်မတော်တဆချစ်လို့လိုက်နေတဲ့ break မနှက်ဖြစ်မနှက်ထွက်ပြီးမှကျမအခွင့်ညနေပိုင်းထွက်လို့ဆိုစိတ်မဆိုးနဲ့ချစ်လို့လိုက်နေ9 3 1 2 3ခွင့်မနှက်ပိုင်းထွက်လို့ကိုခွင့်ညနေပိုင်းမှာထွက်လဲစိတ်မဆိုးနဲ့ဘာဖြစ်လို့လဲဆိုတော့အချိန်တိုင်းပန်းဝင်မှာဟာတေချာတဲ့ဟာပဲလိုက်ခိုင်းတာအချိန်တိုင်းတေချာတဲ့ဟာ2ရက်တွင်တေချာတဲ့ဟာတလမ်းပဲလိုက်မှာပေါ့ဟိုကလည်းလက်မလွတ်ဒီဟာလည်းလက်မလွတ်အဲ့လိုလုံနေမဲ့အစားဒီလမ်းဆိုဒီလမ်းပဲရွေးတာကောင်းမခင်အခုပတ်တီးပေးတာတော့ညနေတီးတန်3လိုင်းနေပထမထုတ်တာညနေတီးတန်3ထုတ်တာလေဒါပေမဲ့နေ့လေကစာပို့လိုက်တယ်1000ရာခိုင်နှုန်းအခုဒုတိယပတ်တီးကလည်း1000ရာခိုင်နှုန်းနဲ့ညနေတီးတန်ဘယ်လိုလဲ1000ရာခိုင်နှုန်းပဲလိုက်ညနေတီးတန်ကိုလောက်လက်ဆောက်ဆိုပပပဲလိုက်နှလုံးစော့ခြင်း3ကိုပပပဲစော့ဒီ
ဒီ1000ရာခိုင်နှုန်းနိုင်ကိုပြန်အရင်သီးရမှာဒီကောင်မနေ့ပြင်ကန်ချလာကိုရဲ့ပတ်တီကကန်ချလာမှာအဲ့လောက်ထိယုံကြည်ချက်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ပြောတာအဲ့လိုဘာလို့ဆိုတေချာတဲ့လမ်းတလမ်းပဲလိုက်မယ်ပြောခဲ့တယ်လို့စကားအထာလေးဟာလေဟိုတူရင်းဖြစ်ခဲ့လဲစိတ်မဆိုးနဲ့ဒီလိုရှိတော့ကွာတေချာတဲ့လမ်းကြောင်းတစ်ခုနဲ့တေချာတဲ့ဘယ်ဒီဥစားအချိန်တန်ပန်းဝင်ပါလေဟုတ်တယ်မလားဟိုကတော့ကြတချို့ကအပြစ်မြင်တဲ့လူတွေကမြင်ဝင်မြင်တယ်သူပြောလိုက်လို့ဖြုတ်လိုက်တော့မှထွက်လာတယ်စောင့်ကြည့်ပါအမှန်ခင်ပေးလာတာ3-5ခုကိုအခွေ4ချိန်တွင်းပေါင်းဝင်တယ်ဆိုအမှန်ခင်အပြစ်ပြောလို့မရတော့ကျန်တဲ့ဟာတွေဘလို့ပဲသူကမနှက်ဖြစ်မနှက်ပဲထွက်တယ်ညနေပဲထွက်တယ်4ချိန်တွင်းပေါင်းဝင်သူပြောတာမှန်တာပဲအချိန်တန်သူကနပန်းဝင်တာပဲအဲ့လိုအနေထားမျိုးပြောအားလုံးချစ်ပါလေရှင်အဲ့ဒါလေးအကြံပေးတာကောင်းတယ်အကြံပေးတာနော်အဲ့တော့တောင်းထူးထူးဆန်းတော့မတက်လာအခုပြောပြလိုက်ပြီနော်โอเคကိုလည်းအားလုံးချစ်ပါလေရှင်